ဒါလေးကတော့ကိုစိတ်ထဲမှာရှိနေတဲ့သူကကိုဘာပြောချင်နေလဲသူဘာဖြစ်နေလဲပေါ့နော်အဲ့ဒါလေးကို reading လေးလုပ်ပြီးမှဖြစ်ပါတယ်ကိုစိတ်ထဲမှာရှိတဲ့လူတစ်ဖက်သူကဘာလုပ်နေလဲဘာကိုဘာပြောချင်နေလဲဒါလေးကိုမျက်နှာလေးတွေပြောပေးမယ်သူပြောချင်တဲ့စကားလေးတွေနှိပ်ထုတ်ပေးမယ်ဘာဖြစ်လာမလဲဆိုတော့ဟိုပါပေါ့နော်တစ်ခုတော့စတင်လာလိုက်မယ်ပေါ့နော်စတင်လာလိုက်မယ်နောက်တော့ရေရှည်သွားဖို့အတွက်သူတေချာလေးစဉ်းစားနေတယ်အဲ့ဒီဟာလဲခေါင်းအေးနဲ့တေချာလေးစဉ်းစားနေတယ်ဘလို့ရှေ့ဆက်သွားရင်ဘလို့အခြေအနေရှိမလဲဆိုတဲ့ဟာကိုတေချာလေးသုံးသပ်စဉ်းစားပြီးတော့အသစ်စတင်လာလိုက်မယ်ကိုလည်းချစ်တယ်သူကလက်မလွတ်နိုင်ဘူးเนาะကိုလည်းလက်မလွတ်နိုင်ဘူးနှစ်ယောက်သားအပေးယူများနဲ့ balance ညီနဲ့သူရှေ့ဆက်သွားချင်တယ်အဲ့ဒါလေးကိုသူတေချာလေးစဉ်းစားတွေးတောပြီးတော့သူအသစ်စတင်လာလိုက်မယ် action တစ်ခုယူလိုက်မယ်ပေါ့နော်သူနဲ့ကကျတော့ပြောမယ်ဆိုရင်ဆိုးမိတ်ပုံစံလိုမျိုးအရင်နဲ့ရင်းနှီးပြီးသားပေါ့နော်ရင်းနှီးပြီးသားဘယ်လိုပြောမလဲတွေးရင်းနှီးပြီးသားနောက်ထပ်သူနဲ့ကကြမ္မာကတွေ့ခွင့်ပေးတဲ့စုံစည်းခွင့်ရတဲ့သူပေါ့နော်လူပုံစံလိုမျိုးဒါတော့မြင်တာလေးပေါ့နော်အဲ့လိုမျိုးသူ့ဘက်ကနေ action တခုယူလာဖို့ရှိတယ်ပေါ့နော်အဲ့ဒါလေးမြင်တယ်သူကတော့ကိုဘလို့အဲ့လိုနိုင်မဲ့လူတော့မဟုတ်သူ့အပိုင်လိုသဘောထားပြီးတော့အမြဲစုပ်ကိန်ထားမဲ့လူအဲ့လို distractသူကနည်းနည်းတော့အရင်အတိတ်မှာတော့သူနာကျင်အရင်အတိတ်မဟုတ်ဘူးနော်အခုလက်တလောတော့သူနည်းနည်းတော့နာကျင်ခံစားနေရတာရှိတယ်သူ့မှာလည်းရွေးချယ်စရာတွေနှစ်ခွပေါ့နော်ရွေးချယ်စရာဆိုတာကသူအလုပ်ကိစ္စဖြစ်ပေါ့နော်တခုခုအဲ့လိုမျိုးအမြဲတမ်းအဲ့လိုဆုံးဖြတ်ချက်ချရမယ် dream ပြရမယ်ဟာတခါတလေအတွေးများပြီးပိတ်လာမယ်အဲ့လိုပုံစံမျိုးသူကအဲ့လိုမျိုးလက်တလောမှာအဲ့လိုဖြစ်နေရပေါ့နော်နော်ဒီမှာကျတော့ဘယ်လိုမျိုးအကြံပေးချင်လဲဆိုတားကြီးကို over တားကြီးမလုံနေပေါ့နော်တားကြီးအပူအလုပ်တွေမလုံနေအဲ့လိုပုံစံလိုမျိုးပေါ့နော်တေချာလေးနှစ်ယောက်အဆင်ပြေဖြစ်မဲ့အရာတွေကိုတေချာစဉ်းစားပြီးတော့ညီနေနိုင်တဲ့သွားပေါ့နော်သူနဲ့တွေ့ရမယ်တွေ့ဆုံရမယ်ဒိတ်ရမယ် yes on the both side ဒါပြောတဲ့ဟာတွေကို confirm လုပ်တဲ့သဘောမျိုးပဲအဲ့လိုမြင်ရတယ်နောက်တရားလေးကဘာပြောချင်လဲ transformation အပြောင်းလဲတစ်ခုတော့ရောက်လာမှာပါအပြောင်းလဲတစ်ခုတော့ဆိုတော့ပြောကောင်းတဲ့အပြောင်းလဲပေါ့နော် finish ဆိုရှင်တန်ထားမြဒီဘောင်မြင်တဲ့အခါကျတော့အရင်အခုအတိတ်မှာပေါ့နော်အတိတ်မှာဆိုတော့ပြီးခဲ့မနေ့ကဆိုလည်းအတိတ်ပဲသဘောပြပြလေအဲ့လိုမျိုးအတိတ်မှာပြီးခဲ့တဲ့ဟာတွေအကုန်လုံးဘယ်လောက်ထိနာကျင်ခံစားနေရပါစေအခုကတော့လုံးဝပြန်ပြီးတော့ရှင်တန်ပြန်ပြီးတော့နိုးထလာမှာเนาะအဲ့အတိတ်မှာဒီပိတ်လောင်မနေပဲနဲ့ပြန်ပြီးတော့အရှိအနာဂတ်ကိုပဲသေချာစဉ်းစားပြီးတော့ဆက်သွားလို့အကြံပေးထားတယ်ပေါ့နော် အဲ့လိုမျိုးမြင်တယ် Wow, နော်ဒီမှာကျတော့ဘယ်လိုမျိုးအကြံပေးချင်လဲဆိုတားကြီးကို over တားကြီးမလုံနေပေါ့နော်တားကြီးအပူအလုပ်တွေမလုံနေအဲ့လိုပုံစံလိုမျိုးပေါ့နော်တေချာလေးနှစ်ယောက်အဆင်ပြေဖြစ်
ချိန်နေထက်ပိုကောင်းတဲ့အရာလေးတွေဟိုအရင်က separation ဖြစ်တဲ့သူတွေဆိုလဲအခုဆိုရင် union ပြန်ဖြစ်မယ်ပျော်ရွှင်ရမယ်ဓာတ်ရမယ်သူကလည်းအဲ့လိုသေချာစဉ်းစားပြီးတော့action ယူဖို့ရှေ့လျှောက်နှစ်ယောက်အဆင်ပြေဖို့သူလည်း action ယူလာမယ် happy family issue happy family issue တချို့တွေကြောင့်လည်းအဲ့ဟိုပါဗောနော် family issue လေးတွေရှိတဲ့လူတွေဆိုတော့ဆိုတဲ့လူလေးတွေလည်းဒီမှာတွေ့ရတယ်ဗောနော်အဲဆိုကိုကကျတော့ပြောမှဆိုရင်ဒီပုံစံမြင်ရတာတော့တချို့လူတွေကငါဟိုပါဗောနော်အချစ်ခံရဖို့မထိတ်တန်ဘူးအဲ့လိုဗောနော်မိဘတွေဒါတပိက family issue ဆိုတော့မိသားစုတွေကငါ့ကိုမချစ်ဘူးအဲ့လိုပုံစံလိုမျိုးရှိတဲ့လူတွေလည်းဒီထဲမှာပါလာမယ်ဗောနော်အဲ့လိုမျိုးဆိုရင်လည်းလူတိုင်းကအချစ်နဲ့ထိတ်တန်တယ်ကိုယ့်ရဲ့ကောင်းတဲ့စိတ်လေးပဲထားဗောနော်ကောင်းအောင်ကိုယ့်ရဲ့မိဘတွေဆိုလဲတချို့ family issue ရှိတဲ့လူတွေတချို့တွေဆိုမိပါတယ်မကျေနပ်တာတွေပါလေအဲ့လိုမျိုးရှိတဲ့လူတွေလည်းပါလိမ့်မယ်အဲ့လိုမျိုးဆိုရင်ခွတ်လွတ်ပေးလိုက်ပေါ့နော်ခွတ်လွတ်ပေးလိုက်ကောင်းတဲ့စိတ်လေးနဲ့ကြည့်ရင်ကောင်းတာလေးတွေပဲဖြစ်လာလိမ့်မယ်ကိုကသာကောင်းအောင်ဆက်ဆံနေဆိုရင်ကောင်းတဲ့အရာလေးတွေပဲကိုစီမှာရောက်လာလိမ့်မယ်ပေါ့နော်ကိုကဥမာမကြည့်သလိုအဲ့လိုမျိုးအဆင်မပြေသလိုနေတော့ကိုနဲ့ထိတ်တန်နဲ့ရလက်ပဲရမှာပေါ့နော်သဘောပြအဲ့ဆိုကောင်းတာလေးတွေပဲကြိုးစားကောင်းတာလေးတွေပဲလှုပ်ဆောင်ပေါ့နော်အဲ့လိုမျိုးပြောထားပါတယ်နောက်ပြီးတော့ဒါပြောမယ်ဆိုရင်တော့အခြေအနေနဲ့ပတ်သက်ပြီးတော့တချို့အဆင်မပြေတဲ့လူလေးတွေပါတယ်ရှိဆိုရင်အဲ့လိုဒါတွေနဲ့လည်းဆက်နေရပါတော့သူ family issue လေးတွေရှိလို့အဲ့လိုပုံစံလိုမျိုးအဲ့လာရေးဆိုခွတ်လွတ်စရာရှိတဲ့လူဆိုရင်ကိုကခွတ်လွတ်ပေးပေါ့နော်တချို့တွေကြောလည်းအဲ့လိုမျိုးဆက်နေတယ်အဲ့ဒီကံပေါ့နော်ဟိုမှာမိဘတွေကပြစ်မှားထားတဲ့ဘာနဲ့အဲ့လိုပုံစံလိုမျိုးရှိတဲ့သူတွေလည်းပါလိုက်မယ်ပေါ့နော်အဲ့ဆိုတော့ကိုကကောင်းတာလေးပဲကောင်းအကောင်းမြင်စိတ်လေးပဲမွေးပေးပေါ့နော်အဲ့ဒါဆိုရင်ကောင်းတဲ့အရာလေးတွေပဲဖြစ်လာလိမ့်မယ်မိဘမှာတော့ကိုသားသမီးမချစ်တဲ့လူမရှိဘူးပေါ့နော်လူတယောက်နဲ့ထုတ်ပြတဲ့အချစ်ချင်းမတူတာတွေပါအဲ့လိုပုံစံလိုမျိုးပဲဖြစ်လိုက်မယ်ပေါ့နော်အဲ့ဆိုတော့ကိုကနားလဲပေးဖို့ပဲလို့မှာပေါ့နော်နားလဲပေးပြီးရင်ကိုကကောင်းတဲ့အချစ်နဲ့ထိတ်တန်တယ်ချစ်ခံရဖို့လဲထိတ်တန်တယ်ပြီးရင်ကိုကချစ်ပေးဖို့လဲထိတ်တန်တယ်အချစ်ခံရဖို့လဲထိတ်တန်တယ်အဲ့ဒါတော့မမေ့နဲ့ပေါ့နော်အဲ့ဒါဆိုတော့အချစ်ရေးမှလည်းအဆင်ပြေသွားလိုက်မယ်ပြီးသူကကိုဘာပြောချင်လဲပေါ့နော်ကိုစိတ်ထဲမှာရှိတဲ့သူကဒါလေးတော့သူရင်ထဲကစကားပေါ့နော်သူဘာပြောချင်လဲဆိုတဲ့ဟာပေါ့နော်ငါဘာလုပ်ရမလဲငါသိပါတယ်ပြီးရင်မင်းနဲ့ငါနဲ့ကလမ်းကြောင်းတစ်ခုထဲမှာပဲရှိနေမှာပါပေါ့နော်ငါရဲ့သတင်းကောင်းလေးတွေကောင်းတဲ့သတင်းလေးတွေကိုမင်းကိုမျှဝေချင်တယ်တဲ့ဒီအခြေအနေကနေကွဲပြားခြားနားပါစေလို့ငါဆုတောင်းတယ်တဲ့ပြောမစုံတော့ဒီပုံမှန်ဆိုင်အခုထောက်ပေါင်းယူဒီအခြေအနေအတိုင်းကိုသူဒီတက်ပိုကောင်းတဲ့အခြေအနေကိုသူရောက်ချင်တယ်ပေါ့နော်မင်းကဆွဲလန်းမိတယ် attract ဖြစ်တယ်ပေါ့နော်မင်းလည်းနာကျင်ခံစားနေရမယ်ဆိုတာလဲငါသိပါတယ်တဲ့တခါတလေကျတော့ငါရဲ့ဘဝကြီးငါပျောက်ဆုံးနေတယ်လို့ခံစားရတယ်တဲ့မင်းကနေရာတိုင်းမှာလက်ရှာနေမိတယ်တဲ့ငါဘလောက်ထိခံစားနေရတဲ့အကြောင်းကိုမင်းကပြောပြချင်တယ်တဲ့မင်းကငါ့ကိုရစ်မှုစေတယ်တဲ့မင်းနားမှာနေရုံနဲ့ငါ့ကိုရစ်မှုစေတယ်တဲ့တခါတလေကျတော့ငါရဲ့အချစ်တွေကိုတချင်းကနေထုတ်ပေါ်ပြချင်တယ်ပေါ့နော်ထုတ်ပေါ်ပြချင်တယ်သူတချင်းတွေဘာတွေဆိုလဲကိုရည်ရွယ်ပြီးတော့တင်တဲ့ပုံစံလိုမျိုးပေါ့နော်အဲ့လိုပုံစံလိုမျိုးသူပြောချင်တာလေးရတော့ဟောတဲ့ဒီကန်နဲ့ကြည့်ပေးမယ်
ကဲရွေးတဲ့အချိန်ကခဏဟိုဖြစ်လိုက်တာရက်လိုက်တာအားရှိသွားမှဆိုလို့ဒီမှာလည်းခဏပြောတဲ့ဟာ confirmation ပေးသလိုဖြစ်နေစကလုံးတစ်ခါလေစကလုံးတွေကငါ့ကိုနာကျင်စီရဲ့တဲ့ I could be your hero baby ငါမင်းရဲ့ hero တယောက်ဖြစ်ချင်တယ်မင်းကိုကောက်ွယ်ပေးချင်တယ်ပေါ့နော် I want ငါမင်းကိုဆုံးရှုံးရမှာကြောက်မိတယ်တဲ့စိုးရိမ်နေမိတယ်တဲ့တခါတလေတော့ငါအတ္တကြီးမိတယ်ရောနော်တခုခုငါစတင်လှုပ်ဆောင်ဖို့ဟိုငါတခုစတင်ဖို့ငါတေချာလေးဆုံးဖြတ်ပြီးတော့စတင်အရှင်ယူတော့မယ်ပေါ့နော်ငါမင်းရောငါ့ကိုဘာလုပ်စေချင်လဲတဲ့ငါ့ကိုတဲ့မျိုးလက်ချလိုက်ပါနဲ့တဲ့ငါတို့ညရဲ့အချစ်ကအဖြေပဲပေါ့နော်ငါတို့ညရဲ့အချစ်ကအဖြေပဲတကယ်တော့နာကျင်စီရတယ်တဲ့ဒီလိုခွဲခွာနေရတဲ့အချိန်ကနာကျင်စီရတယ်ပေါ့နော်မျိုးငါ manifest လုပ်နေတယ်တဲ့ငါအရာရာကိုဆုံးရှုံးရမှာလားတဲ့ဒါကတော့သူကိုမပြောဖြစ်တဲ့စကားလေးပေါ့နော်အဲ့ဒါလေးတွေနဲ့ဟိုလူကိုစိတ်ထဲရှိတဲ့လူကဘာ action ယူလာဖို့ရှိလဲဘာလုပ်ချင်ကိုဘာပြောချင်လဲအဲ့ဒါလေးကိုမြင်တာလေးတွေဟောပြပေးရပါတော့ဟိုကဆွဲချင်တာဆွဲဆိုတော့ဟိုအာယုံလာသူဆွဲတဲ့အတွက်ဟိုအစီငုံမတည့်တာရှိရဆိုရင်လည်းငါးလေးခုလုပ်ပေးပါအောင်နော် energy ကြိုက်တယ်ဆိုရင်လည်းယူပေါ့မကြိုက်ရင်လည်း entertainment အဖြစ်ပဲနားထောင်ပေးပါနော်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်လူချင်းများမှာပြန်ဆုံပါအောင်မယ်ရှင်ကျေးဇူးပါရှင်